မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာအရေး ICJ ဆုံးဖြတ်ချက်အရမြန်မာစစ်ကောင်ဆောင်တွေကို ICC မှာဖမ်းဝရမ်းထုတ်လာနိုင်တဲ့ဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြန်မာအရေးအတွက်အပြည်ပြည်ဆိုင်ရာတရားရေးလုပ်ငန်းစဉ်များအနက်အရေးကြီးဆုံးဖြစ်လာနေသည့် ICJ International Court of Justice ၏ဆုံးဖြတ်ချက်များကြောင့်မြန်မာစစ်အာဏာရှင်အဖွဲ့အပေါ်နိုင်ငံတကာဖိအားများပိုမိုပြင်းထန်လာနေပါတယ်ICJ အနေဖြင့်မြန်မာနိုင်ငံအတွင်းဖြစ်ပွားခဲ့သည့်လူမျိုးတုံးတပ်ဖြတ်မှုလူအခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍တာဝန်ရှိသူများကိုတရားဝင်စုံစမ်းစစ်ဆေးမည်ဟုအမိန့်ချမှတ်ခဲ့ခြင်းသည်နောက်တစ်ဆင့်အနေဖြင့် ICC International Criminal Court မှာဖမ်းဝရမ်းထုတ်လာနိုင်သည့်အခြေအနေကိုပုံမနီကပ်စီခဲ့သည်ဟုနိုင်ငံတကာဥပဒေပညာရှင်များကသုံးသပ်ကြပါသည် ICJ သည်နိုင်ငံတော်နှင့်နိုင်ငံတော်အကြားအမှုများကိုကင်တွယ်ဆုံးဖြတ်သည့်တရားရုံးဖြစ်တော်လဲ၎င်း၏ဆုံးဖြတ်ချက်များသည်လူအခွင့်အရေးချိုးဖောက်မှုများရှိခဲ့ကြောင်းကိုတရားဝင်အသိမှတ်ပြုသည့်အထောက်အထားဖြင့်သုံးနိုင်သဖြင့် ICC အတွက်အရေးပါသည့်ဥပဒေကြောင်းအခြေခံများဖြစ်လာသည်ထိုအခြေအနေအရမင်းအောင်လှိုင်အပါအဝင်မြန်မာစစ်ကောင်ဆောင်များသည့်စစ်ရာဇဝတ်မှုလူသားဆန်မှုဆိုင်ရာပြစ်မှုများအတွက်တာဝန်ခံရနိုင်ခြင်းမြင့်တက်လာနေပါသည်အထူးသဖြင့်2021ခုနှစ်အာဏာသိမ်းမှုနောက်ပိုင်းမြန်မာနိုင်ငံတွင်လေကြောင်းတိုက်ခိုက်မှုများအရက်သားများကိုညှဉ်းပန်းနှိပ်စက်မှုများအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုများဇက်တိုက်ဖြစ်ပွားလာခဲ့ခြင်းသည်နိုင်ငံတကာအတိုင်းဝိုင်းနေဖြင့်အပြစ်မဲ့လူသားများကိုတိုက်ခိုက်မှုအဖြစ်သတ်မှတ်နိုင်သည့်အချက်အလက်များကိုပုံမဆူဆောင်းနိုင်စေခဲ့သည်ရှင်းအချက်အလက်များကိုအခြေခံ၍ ICC သည်တရားဝင်စုံစမ်းစစ်ဆေးမှုဖွင့်လှစ်ပြီးဖမ်းဝရမ်းထုတ်ပြန်ဆုံးဖြတ်နိုင်သည်ဟုသုံးသပ်မှုများထွက်ပေါ်နေသည်နိုင်ငံတကာလူ့ခွင့်ရေးအဖွဲ့များနှင့်အနောက်နိုင်ငံအစိုးရများကလည်း ICJ ဆုံးဖြတ်ချက်ကိုအခြေခံကမြန်မာစစ်ကောင်ဆောင်များကိုတာဝန်ခံစီရန် ICC သို့လွှဲပြောင်းအရေးယူရန်တိုက်တွန်းနေကြပါသည်။အကျိုးသောဥပဒေပညာရှင်များကတော့ ICJ နှင့် ICC တို့သည်တိုက်ရိုက်ချိတ်ဆက်မှုမရှိတော့လဲ ICJ ဆုံးဖြတ်ချက်သည် ICC အတွက်ဥပဒေရေးရာလမ်းပြမြေပုံတစ်ခုအဖြစ်အသုံးဝင်မည်ဟုဆိုကြပါသည်။အကယ်၍ ICC မှဖမ်းဝရမ်းထုတ်ပြန်လာပါကမြန်မာစစ်ကောင်ဆောင်များသည့်နိုင်ငံတကာခရီးသွားလာရေးအပေါ်အပြင်းထန်ကန့်သက်ခံရမည်ဖြစ်ပြီး ICC အဖွဲ့ဝင်နိုင်ငံများသို့ဝင်ရောက်ပါကဖမ်းဆီးခံရနိုင်သည့်အခြေအနေသို့ရောက်ရှိမည်ဖြစ်ပါသည်ရှင်းသည့်စစ်ကောင်စီ၏နိုင်ငံတကာတန်တမန်ရှိရာစီးပွားရေးဆက်ဆံရေးများကိုပုံမပိတ်ပင်ကန့်သက်စေပြီးအတွင်းရေးအကြက်တဲများကိုလည်းပုံမပြင်းထန်စေမည်ဟုခန့်မှန်းကြပါသည်။သုံးသပ်ရလျင် ICJ ၏ဆုံးဖြတ်ချက်သည်မြန်မာအရေးကိုနိုင်ငံတကာတရားရေးအဆင့်သို့တရားဝင်မြင့်တင်လိုက်သည့်အချက်အခြာဖြစ်ပြီးရှင်း၏နောက်ဆက်တွဲအဖြစ် ICC မှဖမ်းဝရမ်းထုတ်လာနိုင်ခြင်းသည်ရခိုင်တပ်ပုံမအလေးနက်ထားစရာဖြစ်လာခဲ့သည်ရှင်းကာလာတွင်မြန်မာပြည်သူများအတွက်တရားမျှတမှုရှိစေရန်လမ်းကြောင်းတစ်ခုပုံမဖွင့်လှစ်လာနေသည်ဟုနိုင်ငံတကာအတိုင်းဝိုင်းကရှုမြင်နေကြပါသည်ဆက်လက်ပြီးမင်္ဂလာတုံမြို့နယ်ပောက်ကုန်းရက်ကွက်အုပ်ချုပ်ရေးမှူးရုံးကိုဖောက်ခွဲတိုက်ခိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်မင်္ဂလာတုံမြို့နယ်ပောက်ကုန်းရက်ကွက်အုပ်ချုပ်ရေးမှူးရုံးကိုဖောက်ခွဲတိုက်ခိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ရှမ်းကုန်တိုင်းမင်္ဂလာတုံမြို့နယ်ပောက်ကုန်းရက်ကွက်အုပ်ချုပ်ရေးမှူးရုံးကိုဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Broken System အဖွဲ့မှတာဝန်ရှိသူတဦးကသတင်းဌာနကိုပြောကြားပါတယ်ဇန်နဝါရီလ22ရက်နေ့ည9:05မိနစ်ခန့်တွင်မင်္ဂလာတုံမြို့နယ်ပောက်ကုန်းရက်ကွက်အုပ်ချုပ်ရေးမှူးရုံးကိုဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Broken System အဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။ဇန်နဝါရီလ22ရက်နေ့ည9:05မိနစ်ခန့်တွင်မင်္ဂလာတုံမြို့နယ်ပောက်ကုန်းရက်ကွက်အုပ်ချုပ်ရေးမှူးရုံးကို Broken System PS အဖွဲ့မှရဲဘော်များကမိုင်းနှလုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုတွင်ရုံးအတွင်းထိခိုက်မှုအခြေအနေကိုအတည်ပြုနိုင်ခြင်းမရှိသေးပေရဲဘော်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ကျွန်တော်တို့ထိခိုက်မှုအခြေအနေကိုတော့အတိမပြုနိုင်သေးပါဘူးရဲဘော်တွေတော့အထိခိုက်မရှိစုခွာနိုင်ခဲ့ပါတယ်ကျွန်တော်တို့ BS အဖွဲ့အနေနဲ့ရှေ့ဆက်ပြီးတိုက်ခိုက်သွားမှာရှိပါတယ်တရားမဝင်ရွှေခောက်ပွဲကနေတက်လာတဲ့တရားမဝင်အစိုးရနဲ့ပတ်သက်တဲ့ပြစ်မှတ်တွေကိုလည်းရှေ့ဆက်တိုက်ခိုက်သွားပါမယ်စစ်အစိုးရပြစ်မှတ်တွေကတော့တိုက်ခိုက်မြဲတိုက်ခိုက်နေမှာပါဟု Broken System အဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ်ဆက်လက်၍လည်း Broken System PS အဖွဲ့မှရဲဘော်များအနေဖြင့်လည်းအကြမ်းဖက်စစ်တပ်ကပြုလုပ်နေသောတရားမဝင်ရွှေခောက်ပွဲတွင်ဝင်ရောက်ရှင်ပြိုင်ပြီးအာဏာရလာသောတရားမဝင်အစိုးရနှင့်အကြမ်းဖက်စစ်တပ်နှင့်ပတ်သက်သူများအလုံးကိုအပြင်းထန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းအတည်ပြုပြောဆိုထားပါတယ်အလားတူ2025ခုနှစ်စက်တင်ဘာလ21ရက်နေ့ကလည်းလှိုင်သာယာအနောက်ပိုင်းမြို့နယ်ရှိအကြမ်းဖက်စစ်တပ်တရားမဝင်ရွှေခောက်ပွဲကော်မရှင်ရုံးကိုလည်း Broken System PS အဖွဲ့ကလက်ပစ်ဗုံးမိုင်းများဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်ဆက်လက်ပြီးမိုးကုတ်မြို့အတွင်းကျော်စိုးဦးနှင့်သဇင်ဦးတို့ရောက်ရှိနေချိန်တော်လန်ရေးတပ်ဖွဲ့များကရှော့တိုက်တုံးများဖြင့်တိုက်ခိုက်ကျော်စိုးဦးတို့လော်ဘီတတိုက်ကလုံခြုံရေးရှိရောက်ခန့်ဖြင့်လူစီကားရနေရာတွေကိုလာရောက်မှတ်တမ်းတင်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်မိုးကုတ်မြို့အတွင်းကိုကျော်စိုးဦးသဇင်ဦးနှင့်အခြားလော်ဘီတပ်တိုက်ရောက်ရှိနေချိန်တွင်တော်လန်ရေးအင်အားစုတွေကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိရာမြို့တွင်နေရာအချို့ကိုရှော့တိုက်တုံးဖြင့်တိုက်ခိုက်တာတွေပြုလုပ်ခဲ့တယ်လို့ဒေသခံတွေရဲ့ပြောဆိုချက်အရသိရပါတယ်
စစ်ကောင်စီအနေနဲ့ပြီးခဲ့တဲ့ရက်ပိုင်းကမန္တလေးမိုးကုတ်လမ်းပိုင်းကို၎င်းတို့အနေနဲ့အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ပြီလို့ကြေညာပြီးတဲ့နောက်၎င်းတို့ရရှိထားတဲ့မိုးကုတ်မြို့ကိုစစ်အင်အားတွေသာမကအရက်ဖက်ဝန်ထမ်းအမြောက်များကိုပါအသုတ်လိုက်ခွဲပြီးပို့ဆောင်တာတွေရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အဆိုပါအရက်ဖက်ဝန်ထမ်းတွေနဲ့အတူစစ်ကောင်စီအတွက်ဒီဇိုင်းမမတ်ဝါဒဖြန့်ချီပေးနေတဲ့ကျော်စိုးဦး၊သဇင်ဦးနဲ့အခြား lobby တချို့လည်းမိုးကုတ်မြို့အတွင်းရောက်ရှိနေတယ်လို့လည်းသိရပါတယ်။ဒီလိုကျော်စိုးဦးနဲ့ lobby တချို့မိုးကုတ်မြို့အတွင်းရောက်ရှိနေချိန်ဒီဇင်ဘာလ23ရက်4နာရီပတ်ချာလည်မှာတော်လန်ရေးအင်အားစုတွေကစစ်ကောင်စီတပ်သားတွေရှိရာရုံးပေါင်းစုံအနီးကိုရှော့တိုက်တုံးသုံးလုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့တာတွေရှိတယ်လို့ဒေသခံတပ်ဦးမှသတင်းဌာနကိုပြောပါတယ်။မိုးကုတ်ကိုကကျော်စိုးဦးတို့သဇင်ဦးတို့ lobby တွေရှောင်းနေပါတယ်။အဲ့ဒီအချိန်မှာဒီနေ့ရှော့တိုက်တုံးသုံးလုံးနဲ့အဖွဲ့တွေကထွေအုပ်ရုံးတရားရုံးရေစရင်ရုံးတွေဘက်ကိုသွားပြတဲ့ပြအတန်လေးအတော်ကျတဲ့မြို့ကန်ပြည်သူတွေအနေနဲ့စစ်ကောင်စီကစစ်မေးတာတွေပြုလုပ်မှာကိုစိုးရိမ်တာကြောင့်ဖြစ်ခတ်မှုအပြီးအဆိုပါနေရာတဝိုက်ကိုတိတ်ပြီးသွားလာခြင်းမရှိတာကြောင့်တိုက်ခိုက်မှုကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးဘူးဟုသိရပါတယ်။ဒါအပြင်ပြစ်ခတ်မှုမတိုင်မီနေ့လယ်လောက်ကလေးကကျော်စိုးဦးပါဝင်တဲ့စစ်ကောင်စီ lobby တပ်တိုက်ဟာမိုးကုတ်မြို့ကမ်ပေါင်အနီးကကြောက်စည်းဒေသအခေါ်ဓာပွဲကိုအရက်ဝတ်လုံခြုံရေး၈ယောက်လောက်ဖြင့်လာရောက်ပြီးမှတ်တမ်းတင်ရိုက်ကူးတာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်မိုးကုတ်မြို့ကဗဒမြားစေတီအပါအခြားလူစီကားရနေရာအချို့ကိုလည်းအဆိုပါအရက်ဝတ်လုံခြုံရေးအကူအညီဖြင့်တွားရောက်ခဲ့တာတွေရှိတယ်လို့လည်းအဆိုပါဒေသခံမှဆက်လက်ပြောပါတယ်။နေကင်းကလည်းကျော်စိုးဦးတို့သဇင်ဦးတို့ကမ်ပေါင်ထပွဲကိုလာသွားတယ်ဗျ။အရက်ဝတ်လုံခြုံရေး၈ယောက်နဲ့လာသွားတာဗျ။ဗီဒီယိုတွေလည်းရိုက်သွားတယ်။ဒီလို lobby တတိုက်မိုးကုတ်မြို့အတွင်းရောက်ရှိနေတဲ့ဆိုတာနဲ့ပတ်သက်ပြီးကျော်စိုးဦးကိုယ်တိုင်လည်းမှတ်တမ်းတင်ဗီဒီယိုရိုက်ကဆိုရှယ်မီဒီယာပေါ်ဖြန့်ဝေတာကိုတွေ့ရပါတယ်။စစ်ကောင်စီအနေနဲ့မိုးကုတ်မြို့ကိုတာမကတပိတ်ချင်းနဲ့စင်ကူးဒေတာတဝိုက်ကိုပြန်လည်သိမ်းယူနိုင်စဉ်ကလည်း၎င်းတို့လက်အောက်ခံ lobby တတိုက်ဖြင့်အောင်ပွဲခံဗီဒီယိုရိုက်ကူးခဲ့ပြီးအောင်ပွဲခံတာမျိုးတွေပြုလုပ်ခဲ့ပါတယ်။ဆက်လက်ပြီးအမ်ပဒန်တို့ပို့ဆောင်ခံခဲ့ရသောစစ်ကောင်စီတပ်သား118ဦးထဲမှ60ကျော်သေဆုံးခဲ့ကြောင်းAAထံဖမ်းဆီးခံရသည့်တပ်သားဖွင့်ဟရဲဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အာရကတပ်တော် AA နဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားနေတဲ့မကွေးတိုင်းအမ်ပဒန်တို့လိမ်လည်ပို့ဆောင်ခံရပြီးဖစီကျေးပါအနီးတိုက်ပွဲများအတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်60ကျော်ကြာဆုံးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းသေဆုံးတဲ့အထက်မှာစစ်မှုထမ်းတပ်သားတွေအများအပြားပါဝင်ခဲ့ပြီးတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်သားအများအပြားအာရကတပ်တော် AA ထံဖမ်းဆီးခံခဲ့ရပါတယ်။2026ခုနှစ်ဇန်နဝါရီလ18ရက်နေ့မှာမကွေးတိုင်းအမ်ပဒန်ပစီကျေးပါအနီးတိုက်ပွဲများအတွင်းဖမ်းဆီးခံရသည့်စစ်မှုထမ်းအဖြစ်အတင်းအဓမ္မခေါ်ဆောင်ခံရသူတပ်သားချစ်ကိုစင်လေးပါဝင်ကြောင်းသိရပါတယ်။အာရကတပ်တော် AA ကိုတိုက်ခိုက်ဖို့အတွက်စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား118ဦးကိုမကွေးတိုင်းအမ်ပဒန်လန်ပို့ဆောင်ခဲ့ကြောင်း AA ထံဖမ်းဆီးခံရတဲ့တပ်သားချစ်ကိုစင်ကပြောပါတယ်။ဆက်လက်ပြီးမြောင်မြို့နယ်ကြောက်ရည်ရဲစခန်းကိုလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်မှုစစ်သား2ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။စကိုင်းတိုင်းမြောင်မြို့နယ်ကြောက်ရည်ရဲစခန်းကိုလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ရာစစ်သား2ဦးသေဆုံးခဲ့ကြောင်းမြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်မှထုတ်ပြန်ထားပါတယ်။ဇန်နဝါရီလ21ရက်နေ့ည9:30မိနစ်ခန့်တွင်မြောင်မြို့နယ်ကြောက်ရည်ရဲစခန်းကိုတော်လှန်ရေးတပ်ဖွဲ့များကလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ကြောင်းထိုးတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှစစ်သား2ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူများပြပြီးတော်လှန်ရေးရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။စစ်ခွေးနှစ်ကောင်ပဲတည်တာပါအဲ့ဒီစက်ခန်းမှာကစစ်ခွေးအင်အားခန့်မှန်းခြေ80လောက်ရှိတယ်ထိခိုက်ဒဏ်ရာရတာကလည်းအရန်များတယ်စစ်ခွေးအသည့်နှစ်ကောင်လည်းစက်ခန်းထဲမြှမြုပ်ထားတယ်စစ်ခွေးတွေနဲ့ဝေးရှောင်ဖို့ပြောချင်ပါတယ်ဟုမြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်မှဗိုလ်တိုက်ကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကို TGR ပြည်သူ့ကာကွယ်ရေးတပ်မြောင်မြို့နယ်မြို့မတိုက်နယ်ပကဖကိုဝေလင်းစကိုင်းခရိုင်ထုတ်လို့ရေးဌာနမြောင်မြို့နယ်ပကဖမြောင်ဖိုက်တာပြည်သူ့ကာကွယ်ရေးတပ်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ကျမသတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။